အခုခေတ်မှာ teenager ဖြစ်လာတဲ့သူတွေတော်တော်များများက online ကနေပတ်စံရှာဖို့ opportunity တွေများတဲ့ခေတ်ကိုရောက်နေတာဖြစ်တဲ့အတွက်တော်တော်ကံကောင်းတယ်လို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့အလီညာတို့အမေတွေအဖေတွေပိုးတွေဖွားတွေခေတ်တုန်းကဆိုဒီလို TikTok တွေလည်းမရှိဘူး။ online ကနေပတ်စံရှာလို့ရတဲ့ဟာမျိုးတွေလည်းမရှိဘူး။အဲ့တော့သူတို့တွေမှာ opportunity မရှိခဲ့လို့ chance တွေလည်းမရခဲ့ဘူး။ဒါပေမဲ့အခုခေတ် teenager တွေအတွက်ဆိုလို့ရှိရင် online ကပတ်စံရှာလို့အကောင်းဆုံးဝင်ငွေအရဆုံး platform တစ်ခုနဲ့ opportunity တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်။ဆိုတော့ကိုကပတ်စံရှာရတာစိတ်ဝင်စားရဲဆိုလို့ရှိရင်အခုချိန်ကလေးကစကြပေါ့နော်။ဒါပေမဲ့တစ်ခုရှိတာက teenager တွေတော်တော်များများမှာလှုပ်ချင်စိတ်ရှိတယ်၊ရှာချင်စိတ်ရှိတယ်၊ဖြစ်ချင်စိတ်ရှိတယ်။ဒါပေမဲ့ဘယ်ကနေဘယ်လိုစရမလဲမသိကြတာများတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုထဲမှာအခု online ကနေပြီးတော့ပေါ့နော်ပတ်စံရှာလို့ရတဲ့နည်းအသက်14-15လောက်ကစပြီးတော့ပေါ့နော်ပတ်စံရှာလို့ရမယ့်နည်းလမ်းတွေကိုအလီနာကဒီဗီဒီယိုထဲမှာပြပြပေးသွားပါမယ်ပတ်စံရှာလို့ရတဲ့နည်းတွေအများကြီးထဲမှာပထမအဦးဆုံးတစ်ချက်ကကြတော့ content creation ပါအခုအလီနာလုပ်နေတဲ့အလုပ်ဆိုလို့ရှိရင်လည်း content creation တွေပဲလုပ်နေတယ်လို့ပြောရမယ်ပေါ့နော်သူကကြတော့ content creator ပဲလုပ်မလား influencer ပဲလုပ်မလား UGC content creator ပဲလုပ်မလား၃မျိုးရှိပါတယ်အဲ့ဟာနဲ့ပတ်သက်ပြီးအလီနာအသေးစိတ်ပြောပြပေးမယ်ပထမအဦးဆုံး content creator ဆိုတာကဒီလိုမျိုးကိုကြိုက်တဲ့ content တွေကိုဖန်တီးပြီးတော့ platform မှာတင်နေသူတွေinfluencer ကြတော့ကိုလာအပ်တဲ့ကြော်ညာခိုင်းတဲ့ brand တွေရဲ့ product တွေကိုကကြော်ညာပေးပြီးတော့လူတွေကို influence လုပ်ရတာပေါ့နော်အဲ့ဒါကိုကြတော့ influencer လို့ခေါ်ပြီးတော့ UGC content creator ကကြတော့မြန်မာနိုင်ငံမှာအဲ့လောက်ကြီးထိနာမည်မကြီးဘူးလူမသိသေးဘူးပေါ့နော်သူကနိုင်ငံခြားမှာဆိုလို့ရှိရင်တော့ပို့ပြီးတော့ကြဲပြန်သိကြတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် brand တွေကသူတို့ page မှာတင်မဲ့ video တွေကိုကိုရီးယားရိုက်ပေးရတာပါကိုမှာက influencer မဟုတ်လဲကိစ္စမရှိဘူးfollower မရှိလဲကိစ္စမရှိဘူးအဓိကကသူတို့ brand တွေကိုကြော်ညာပေးပြီးတော့ video ရိုက်ပေးရင်ရပြီသူတို့ကကျန်တဲ့ဟာတွေကိုသူတို့ရဲ့ page မှာပဲတင်တာအဲ့လို brand page အတွက်ကိုက video ရိုက်ပေးရတဲ့သူအဲ့လို content create ပေးရတဲ့သူပေါ့နော်အဲ့ဒါကိုကျတော့ UGC content creator လို့ခေါ်ပါတယ်ဆိုတော့ဒီအလုပ်တွေကိုလုပ်တော့မယ်ဆိုလို့ရှိရင်အဓိကကကိုယ့်ရဲ့ niche ကိုသိဖို့လိုတယ်ပေါ့နော်ကိုကဘယ် line ကိုသွားချင်တာလဲ YouTube ရှိရယ် TikTok ရှိရယ် Facebook ရှိရယ်အဲ့ဒါမှကိုယ့်ရဲ့ line ရပါလဲ beauty လား skin care လားပြီးတဲ့ခါကျတော့ဒီတိုင်း food vlog ဘက်သွားချင်တာလားနောက်ပြီးတဲ့ခါကျတော့ himmet ချက်ပြချင်တာလား fashion ဘက်သွားချင်တာလားအဲ့လိုပေါ့နော်အဲ့ဒါတွေကို define ရင်လုပ်ဖို့လိုတယ်ပြီးသွားလို့ရှိရင် platform တွေရွေးပါဒီအလုပ်ကလုပ်မယ်ဆိုလို့ရှိရင်main အနေနဲ့ပေါ့နော်၃ခုကနေပြီးတော့ပတ်စံရနိုင်ပါတယ်ပထမဦးဆုံးတစ်ခုကတော့ဒီ content တွေကိုတင်နေတဲ့ platform တွေစီကနေပြီးတော့ပတ်စံဝင်တာဖြစ်ပါတယ် YouTube ဆိုလဲ YouTube ကဝင်မယ် TikTok ကတင်ရင်လဲ TikTok မှာဝင်မယ် Facebook မှာတင်လဲ Facebook ကဝင်မယ်အဲ့လိုမျိုး platform တွေကပေးတဲ့ပတ်စံတွေကို views အလိုက်ကို view များရင်များသလောက်ပတ်စံအများကြီးဝင်မှာဖြစ်ပါတယ်ပြီးရင်ဒုတိယတစ်ခုကကြတော့ brand collaborations ဒီလိုမျိုးကိုကြော်ညာပေးလိုက်တဲ့product တွေရဲ့ပိုင်ရှင်တွေပေါ့နော် brand တွေကနေပြီးတော့ကိုပတ်စံပေးတာကိုကအဲ့ဒီပတ်စံယူပြီးတော့ကြော်ညာပေးရတာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လေကိုမှာ brand collaboration တွေစီကနေပြီးတော့ပတ်စံဝင်တယ်ပြီးရင်တတိယတစ်ချက်ကတော့ affiliate link ကနေဝင်တာဖြစ်ပါတယ်သူကကြတော့မြန်မာနိုင်ငံမှာတော့အဲ့လောက်မရှိသေးဘူးနိုင်ငံခြားမှာဆိုလို့ရှိရင်ဒီလိုမျိုးအခုဗီဒီယိုကြည့်နေတဲ့သူတွေမှာလည်းနိုင်ငံခြားမှာရောက်နေတဲ့သူတွေလည်းပါနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကိုလည်း try ကြည့်လို့ရတယ်သူက brand တွေကိုကြော်ညာပေးသူတို့ကကိုယ့်အတွက်ဆိုပြီး personal discount code လေးလုပ်ပြီးအဲ့ဒီ code ကိုကို follower တွေကိုကြော်ညာပေးရတယ်ကွာကိုယ့်ရဲ့ code ကိုသုံးရင်သူတို့က discount ရမှာဒါပေမဲ့သူတို့သုံးလိုက်တာနဲ့အမျှကိုကလည်းဒီမှာ commission ပြန်ရမှာဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးနဲ့လည်းကိုယ့်ရဲ့ပတ်စံတွေက passive income လို့သဘောမျိုးပဲကွာတည်လားကိုကကြော်ညာပေးပြီးတော့ကိုယ့်ရဲ့ code ကိုသူတို့ကသုံးနေတာနဲ့အမျှကိုကပတ်စံရနေမှာအဲ့လိုပုံစံမျိုး၃မျိုးကတော့ main target အနေနဲ့ဒီအလုပ်ကိုလုပ်ရင်ပတ်စံရမှာဖြစ်ပါတယ်ဒါအောင်မှကိုက YouTube မှာလည်းလုပ်မယ် TikTok မှာလည်းလုပ်မယ်ပြီးတော့ Facebook မှာလည်းလုပ်မယ် platform တွေအကုန်လုံးမှာလုပ်မယ်ဆိုရင် platform တွေအများကြီးလုပ်တာနဲ့အမျှပတ်စံအများကြီးရမှာပါဆက်စချင်းဆိုလို့ရှိရင်တော့တော်တော်လေးကိုနာမည်ရဖို့ခက်တယ်ပေါ့နော်ကိုကဒီမှာလည်းလုံးဝ start up ကိုမှလည်း background မရှိဘူးဆိုလို့ရှိရင်တော့တော်တော်လေးစူးစမ်းဖို့လိုမယ်ဒါပေမဲ့ကိုကနေစနစ်ကြကြနေပေါ့နော်အဲ့လိုမျိုးအချိန်မကုန်ခံချင်ဘူးဆိုလို့ရှိရင်တော့ဒီလို invest လုပ်ဖို့ recommend ပေးပါတယ်တင်တန်းတစ်ခုခုတက်လိုက်ပြီးအဲ့တင်တန်းကနေရတဲ့ဟာတွေကိုတတိချာလုပ်မယ်ဆိုရင်တော့ကို grow ဖို့ပေါ့နော် audience ရဖို့ကပိုမြန်တယ်ဒါမှမဟုတ်တယောက်တည်းဟိုလိုဒီလိုရောင်းလဲဖြစ်နေမယ်ဆိုရင်တော့အလီနာလိုမျိုးပေါ့နော်တစ်နှစ်လောက်အချိန်ကုန်သွားပါလိမ့်မယ်အဲ့လိုမျိုးလှုပ်ချင်နေကြတဲ့သူတွေအတွက်လည်းအလီနာဒီလထဲပဲပေါ့နော်အဲ့လို
တင်နန်းလေးဖွင့်ပေးသွားဖို့ရှိပါတယ် content creator influencer ဖြစ်ချင်နေကြတဲ့သူတွေအတွက်တီးတန့်ဖွင့်ပေးတဲ့တင်နန်းပေါ့နော်သူကတော့ Zoom meeting နဲ့လည်းရှိမယ် video class လည်းရှိမယ်စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ Alina ရဲ့ဒီ YouTube ကို subscribe လုပ်ပြီးတော့စောင့်ကြည့်ထားကြပါတော့ Alina ဒီ15ရက်နေ့ကနေပြီးတော့20ရက်ဝန်းကျင်ကြားထဲမှာပဲဖွင့်ပေးသွားဖို့ရှိပါတယ်ဒုတိယတစ်ချက်ကကြတော့ freelancing လုပ်တာပဲဖြစ်ပါတယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ skill တွေနဲ့ကိုယ့်ရဲ့အချိန်တွေကိုရောင်းတဲ့သဘောပေါ့နော်ပြောရမယ်ဆိုရင်ကိုကဘယ်နေရာမှာ skill ရှိလဲဘယ်နေရာမှာ talent ရှိလဲပြောရမယ်ဆိုလို့ရှိရင် video editing လား graphic design လားဒါမှမဟုတ်ဘူး content writing အပိုင်းမှာပါတာလားအဲ့ဒါမှမဟုတ်ဘူးကိုကစာပြန်တာကျွမ်းနေဥပမာအဲ့လိုမျိုးနဲ့လည်းလုပ်လို့ရတယ်ကွာအဲ့လိုမျိုးကိုတခုခုမှာ talent ရှိရဲကျွမ်းနေဆိုလို့ရှိရင် freelancing လုပ်လို့ရပါတယ်ကိုဟာနဲ့ကိုပဲလုပ်မလားဒါမှမဟုတ်တငယ်ချင်းတွေပေါင်းပြီးပဲလုပ်မလားပေါ့နော်မျိုးစုံလုပ်လို့ရတယ်တကယ်တမ်းကိုကနိုင်ငံခြားမှာရှိနေတဲ့သူဆိုရင်ပို့ပြီး opportunity တွေများတယ်အလီနာအခုဒီမှာပေါ့နော် website ထည့်ပေးထားမယ်အဲ website တွေကနေရှာပြီးတော့ကိုကနဲ့ကိုနိုင်ငံခြားအလုပ်တွေပေါ့နော် online ကနေပြီးတော့ရှာလို့ရပါတယ်အကုန်လုံးကိုရှာစီချင်လို့ပေါ့နော်အလီနာလည်းကိုတီးတဲ့လောက်လေးအကုန်လုံးကို sharing လုပ်ပေးရပါဥပမာကွာမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းကိုကစာပြန်ရတာကြိုက်တယ်အားနေတယ်ဆိုလို့ရှိရင်လည်းအဲ့လို page တွေမှာစာပြန်တဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ် social media ကို manage လုပ်ပေးတဲ့သူပဲဖြစ်ဖြစ်အဲ့လိုမျိုးအလုပ်တွေပေါ့နော်ရှောက်ဆန်းပြီးတော့လုပ်ကြည့်လို့ရတယ်ဒါမှမဟုတ်ဘူးကိုက skill တွေကတည်တည်ချာချာမရှိသေးဘူးဒါပေမဲ့ freelancing လုပ်ရတာကြိုက်တယ်ဆိုလို့ရှိရင်တင်တန်းတက်လိုက်တင်တန်းက video editing သူများကိုလုပ်ပေးချင်တယ်အဲ့ဒါလေးပတ်စံရှာချင်တယ်ဆိုလို့ရှိရင် video edit တင်တန်းတက်လိုက်တက်ပြီးလို့ရှိရင်ကိုကရလာတဲ့ certificate နဲ့ပဲဖြစ်ဖြစ်ရလာတဲ့ skill တွေနဲ့ပြန်ပြီး freelance လုပ်စားလို့ရတယ်အဓိကဘာမှ skill မရှိသေးလဲကိစ္စမရှိဘူးအဓိကတင်တဲ့တက်လိုက်တက်ပြီးွားရင်ရလာတဲ့ experience တွေပြီးရခါကျတော့ရလာတဲ့ skill တွေအကုန်လုံးပြန်ပြီးအသုံးချပြီးတော့ freelancing လုပ်မယ်ဆိုရင်လည်းပတ်စံအများကြီးရပြီးတော့ရှာလို့ရပါတယ် teenager တွေတော်တော်များများမှာဆိုရင်လည်းဒီ freelancer လုပ်ပြီးတော့ပတ်စံရှာနေကြတဲ့သူတွေအများကြီးရှိရပေါ့နော်တတိယတစ်ချက်ကတော့ tutoring လုပ်တာပါအဲ့ဒါက online ကနေလည်းလုပ်လို့ရတာဖြစ်တဲ့အတွက် side hustle ရှာနေကြတဲ့ teenager တွေဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေနိုင်တယ်ပေါ့နော်သူက online ကနေပြီးတော့ပဲကိုကသင်ပေးရုံပဲဥပမာကိုက IGCSE ဖြည့်ပြီးထားတယ်သူပြီးတော့ကိုရဲ့အမှတ်တရားလည်းကောင်းတယ်ကိုစာတွေကိုလည်းနောချင်နေရဆိုလို့ရှိရင်အခုနောက်မှာတက်လာမဲ့ IGCSE ဖြည့်မဲ့သူတွေကိုကိုကစာပြန်သင်ပေးလို့ရတယ်လို့ guide ပြန်လုပ်ပေးလို့ရတယ်အဲ့လိုမျိုးနည်းနဲ့လည်းပတ်စံရှာလို့ရတယ်ပြီးသွားရင်ဒီလိုမျိုးစာတွေပဲမဟုတ်ဘူးကိုက English ဒီစာကျွမ်းနေရဆိုလို့ရှိရင်လည်း English စာသင်စားလို့ရတယ်ကွာဒီလားအဲ့လိုမှမဟုတ်ဘူးတယောက်တည်းမလုပ်ချင်ဘူးဆိုရင်တော့မှတငယ်ချင်းတွေနဲ့အကုန်လုံးစုပေါင်းပြီးတော့ page ထောင်ပြီးတော့လုပ်မယ်ဆိုလဲရတယ်ဒါမှမဟုတ်ဘူးဒီ video editing ကိုမှလည်းခုနအလီနာပြောတဲ့ freelancing ကိုမှပေါ့နော်အဲ့လို video edit ကိုကကျွမ်းနေဆိုလို့ရှိရင်လည်းအဲ့ဒါကို online ကနေပြီးတော့ပြန်ဖွင့်ပြီးတော့ video class ပဲဖြစ်ဖြစ် Zoom class ပဲဖြစ်ဖြစ်ပြန်ပြီးတော့သင်ပေးလို့ရတယ် video class ဆိုရင်လည်းကိုယ့်အနေကို video ထောင်းလိုက်ရိုက်လိုက်ပြီးလို့ရှိရင်အဲ့ဒါကိုပြန်ပြီးတော့တင်ပြီးတော့ရောင်းလိုက်ပေါ့နော်အဲ့လိုမျိုးနဲ့လေကိုကပတ်စံရနိုင်တယ်ပတ်စံရှာချင်တယ်ဆိုလို့ရှိရင်စဉ်းစားကြည့်လိုက်ကို့မှာဘာရှိလဲအခုလောလောဆယ်မရှိရင်တော့မှကိုပတ်စံရှာဖို့အတွက်ဘယ်လိုမျိုးလုပ်လို့ရမလဲဘယ်လိုတင်တန်းတွေတက်ပြီးတော့ဘယ်လို offer ပေးရမလဲအဲ့လိုပုံစံမျိုးနဲ့စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်အများကြီးထွက်လာလိမ့်မယ်ပေါ့နော်အခုကတော့ Alina example အနေနဲ့နည်းနည်းပြောပြပေးရဖြစ်ပါတယ်နောက်တစ်ခုက Alina experience အရာပြောရမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးနိုင်ငံခြားမှာ study abroad လုပ်နေတဲ့သူတွေက online ကနေပြီးတော့လဲ tutoring တွေရှာလို့ရတယ် Alina ဆိုလို့ရှိရင်လည်း Google မှာအများအားရှာကြည့်နေရင်ကနေပြီးတော့ဒီ UK က online school တစ်ခုမှာEnglish language teacher အနေနဲ့အလုပ်လုပ်နိုင်သွားရပေါ့နော်ဆက်စချင်းတော့ကတော့သူတို့ intern အနေနဲ့ပဲခေါ်တယ်သူတို့လေးလာတယ်ပြီးရင်ကိုကိုသင်ပေးတယ်အဲ့အနေမှာကို skill ရှိရင်ရှိသလောက်ကိုရဲ့ class ကို class တွေပေးပြီးတော့စာပေးသင်ခိုင်းတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ကနေပြီးတော့အခုတော့လုံးဝ school ရဲ့ online teacher အနေနဲ့ဖြစ်သွားရပေါ့နော်ဆိုတော့ကိုကအဲ့လိုမျိုးတွေစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အများနဲ့ opportunity တွေကို seek လုပ်နေပါလိုက်ရှာနေပါကိုရှာနေတဲ့ရွေးတော့တစ်ခုမဟုတ်တစ်ခုကတော့တွေ့မှာတော့ကျင်းသေးပါတယ် and then နောက်တစ်ခုကကြတော့ passive income လို့တောင်ပြောလို့ရတဲ့ digital product တွေရောင်းတာပါသူက online ကနေပြီးတော့ကိုယ့်ရဲ့ product တွေကို digitally ပဲရောင်းရတာပေါ့နော်ဥပမာ study planner ကိုမှဒီလိုမျိုးစာအုပ်က physically ဟာကိုပြောတာမဟုတ်ပဲねဒီလိုမျိုး iPad တွေကနေပြီးတော့ study planner လုပ်လို့ရတဲ့ template တွေရှိမယ်အဲ့ဒါတွေကို PDF တွေပဲဖြစ်ဖြစ် template တွေနောက်ပြီးရခါကျတော့ကိုယ့်ရဲ့ဒီ notes ပေါ့နော်အဲ့ဒါမှ notes ပုံစံကိုမှအလုံးဝ static ဆန်ဆန်လေးထုတ်ပြီးတော့လဲရောင်းလို့ရတယ် and then ဘာရှိသေးလဲ sticker ထုတ်ပြီးပဲရောင်းမလားပြီးရခါကျတော့ကိုယ့်ရဲ့ Notion ဆိုရင်လည်း Notion မှာ template တွေပဲထုတ်ပြီးရောင်းမလားကို ebook ပဲရေးပြီးရောင်းမလားအဲ့လိုလူတွေကို value တစ်ခုခုပေးပြီးလူတွေအသုံးဝင်တဲ့ဟာကို online ကနေပြီးတော့ digital product လုပ်ပြီးတော့ရောင်းလို့ရပါတယ်အခုဟာကလေအဲ့ဒီ digital product ရောင်းတာဆိုရင်နိုင်ငံခြားမှာလေ
hints တွေတော်တော်များများအလုပ်လုပ်ကြရဲပေါ့နော်အခုဆိုလို့ရင်အလီနာတွေ့ရတဲ့အများတော်တော်များများဒီအလုပ်လုပ်တယ်ပြီးပတ်စံနေအများကြီးစုမိနေကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့စိတ်ဝင်စားရဲဆိုလို့ရှိရင်ဒီနီးလန်းလေးကိုလည်း try ကြည့်ဖို့ recommend ပေးပါတယ်အဓိကကွာတီလာဒီဟာတစ်ခုကို1000 2000ပဲရောင်းလေတကယ်တမ်းကိုက10ယောက်ရောင်းရပြီဆိုလို့ရှိရင်ကို3သိန်း2သိန်းလောက်ရှိသွားပြီအဲ့လိုပုံစံမျိုးပေါ့ပြီးရင်ကိုကတစ်ခေါက်ပဲလောက်ရမှာအဲ့တစ်ခေါက်လောက်ပြီးကိုတင်ထားပြီးတော့ဝင်လာအဲ့လိုမျိုးဝယ်လိုက်လို့ရှိရင်လေကိုကနဲ့ကိုအိတ်နေရင်းနဲ့ပဲဖြစ်ဖြစ်အလုံးမလုံးရင်ပဲဖြစ်ဖြစ်ပတ်စံဝင်နေတဲ့ passive income ဖြစ်တဲ့အတွက်စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ try ကြည့်ပေါ့နော်ဒါပေမဲ့ကိုကဘယ်လိုမျိုးလုပ်ချင်တာလဲကိုကဘယ်ဟာမှာဝါသနာပါတာလဲကိုမှာဘာရှိတာလဲဆိုတာကိုတော့သိအောင်လုပ်ဖို့လိုပါတယ်နောက်တစ်ခုကလေ game ဆော့တာဝါသနာပါတဲ့သူတွေအတွက်လည်းအဲ့ကနေပတ်စံရှာလို့ရတယ်အဲ့ဒါကတော့သိကြမှထင်တယ်အကုန်လုံး streaming လုပ်တာပေါ့နော်အဲ့ဟာကလည်းလုပ်ရင်လုပ်တလောက်စံဝင်နေအဲ့ဒီ streaming လုပ်တော့မယ်ဆိုရင် तू ကဘာတွဲသွားလဲဆိုတော့အဲ့ဒီ content creation နဲ့ influencer ဘာတွဲသွားတယ်ဆိုတော့ကိုက gaming လဲလုပ်တယ်အဲ့လိုမျိုး live တွေ streaming တွေလုပ်နေရင်လည်းပတ်စံဝင်တယ်ပြီးသွားတဲ့ခါကျတော့ကိုအဲ့ချိန်ကျရင်နာမည်ကြီးလာနဲ့အများ brand တွေကလာအပ်ရင်ကိုအလုပ်လုပ်ဖြစ်မှာပဲဆိုတော့ influencer ကလည်းနေရင်ထိုင်လုပ်ဖြစ်သွားပြီပြီးရင် online မှာလည်း video တွေတင်နေမှာဖြစ်တဲ့အတွက် platform တွေစီကနေကိုနာမည်တစ်ခုရလာရင်ပတ်စံဝင်မှာအဲ့လိုနည်းနဲ့လည်းပတ်စံအများကြီးရှာလို့ရတယ်အခုခေတ်မှာ teenager တွေလောက်ပတ်စံရှာဖို့ပေါ့နော်ဒီ online ကလွယ်တာလောက်အလီနာမတွေ့ဘူးသေးပါဘူးတော်တော်လေးလဲလွယ်တယ်ဆက်စချင်းတော့ဆိုအလီနာတော့မှဒီအလုပ်ကြီးကိုလေငါဒါကြီးကိုတော့ full time တော့မလုပ်နိုင်ပါဘူးအဲ့လောက်ကြီးလဲပတ်စံရမယ်မထင်ဘူးဒါပေမဲ့ကိုလုံတာနဲ့အမြကိုနာမည်ရလာတာနဲ့အမြပေါ့နော်ဒီဟာကအလွယ်ဆုံးနဲ့ပတ်စံအရာဆုံးမို့လို့ဝါသနာပါတဲ့သူတွေဆိုလို့ရှိရင်လုပ်လို့ရတယ်ဘလို့မှမစတတ်ဘူးဘလို့မှဘာမှကိုမသိဘူးဆိုလို့ရှိရင်လည်းအလီနာပြောသလိုပေါ့နော်အလီနာတင်တန်းကိုလာတက်လို့ရပါတယ်အဲ့ဒါကိုလည်းအလီနာဒီလာထဲမှာဖွင့်နိုင်မှုစူးစမ်းနေပါတယ်ရှင်ဒါပေမဲ့အခုအလီနာပြောလိုက်လို့စမ်းလှုပ်ချင်နေကြတဲ့သူတွေအတွက်ပြောချင်တာတခုက2ပတ်3ပတ်လောက်ပဲလှုပ်ပြီးတော့ရက်သွားတာမျိုးမလုပ်ပါနဲ့အဲ့ဒါဆိုလို့ရှိရင်ဘာမှသိတာမှမဟုတ်ဘူးကိုစလှုပ်ချင်ကတော့ result ကမပြတဲ့ရက်တွေတော့အများကြီးကြုံရမှာပေါ့နော်နောက်ပိုင်းကိုကလှုပ်သွားတာနဲ့အများကို give up မလုပ်တဲ့၍ကိုအောင်မြင်ဖို့ဟာသိကြတယ်ကိုလက်လျှော့လိုက်ပြီးတော့ဆက်မလုပ်မှဒါဘာမှမဖြစ်လာမှာပုံမှန်တိုင်းလှုပ်သွားလို့ရှိရင်မဖြစ်စရာအကြောင်းမရှိဘူးအဓိက consistent ဖြစ်ရမယ်ပြီးလို့ရှိရင် effort ထည့်ရမယ်အဲ့နှစ်ခုကိုဒါတည်တည်တခြားလုပ်ပေါ့နော်အချိန်တစ်ခုရောက်လာလို့ရှိရင်ဖြစ်မှာလို့အလီနာယုံကြည်ပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုထဲမှာအလီနာပြောပြသွားတဲ့နည်းတွေတွေကအများကြီးမပြောဘူးပေါ့နော်တစ်ခုလောက်ပဲယဉ်ဆုံးရွှေ့ပြီးလို့ရှိရင်အဲ့ဟာလေးကို try ကြည့်ပြီးတော့အချိန်တစ်ခုရောက်လာတဲ့အထိလုပ်ကြည့်ပေါ့နော်ကိုတကယ်တမ်းဝါသနာပါတယ်ဆိုလို့ရှိရင်တော့မဖြစ်လာစရာအကြောင်းမရှိပါဘူးကဲဆိုတော့အလီနာဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အကုန်လုံးနောက်ထပ်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်နော် bye bye